Hello အားလုံးပဲမင်္ဂလာပါဒီကြောက်ကလေးကတော့ဝိခါစာပီလေးပေါ့နော်ကျွန်တော်တကယ်ချင်းမမုံညာဝမ်းနေရလာတာ30နဲ့ရလာတော့ကျွန်တော်နဲ့58သိန်းနဲ့ရှယ်ယာထားပြီးဖြတ်ဖို့အတွက်ကြည်နေတာပေါ့နော်စဉ်းစားနေတာဘယ်နည်းနဲ့အကောင်းဆုံးဖြစ်မလဲဆိုပြီးစဉ်းစားပြီးဖြတ်မယ်ပေါ့ဆုံးဖြတ်တာအကောင်းဆုံးနည်းလေးကိုစဉ်းစားပြီးတော့ခုစပြီးဖြတ်ပြီးပေါ့ဗျာအောင်မလားရှုံးမလားလို့ဖြတ်ပြီးမှပဲခြေနေမှတော့သိရမှာဒါပေမဲ့ဟိုကတော့ဒီကြပေါ့အောင်မယ်လို့ထင်လို့မတငယ်ချင်းနဲ့အမြတ်ပေးပြီးတော့ရှေ့ရထားပြီးတော့ဖြတ်ကြည့်ရပါဘောလေဒါပေမဲ့ကြောက်ဆိုတာတော့ဘာမှပြောမရဘူး A few moments later ကျွန်တော်ဖြတ်ကြည့်လိုက်တော့ကျွန်တော်ထင်တယ်လို့အသားမသိမလိုက်ဘူးဗျအနာတော့ခင်းနေဗျကြောက်လိုင်းပေါ်မှာအတင်တန်းနေမှာတင်နေတယ်လို့တော့ကြောက်ဆိုတာဖြတ်တိုင်းမအောင်ပါဘူးခေါင်းကြောက်ကပူဆိုးတော့ဖြတ်ပြီးရောင်တင်ပြီးပွဲတိုက်ခိုင်းလိုက်တော့10သိမ်းပဲပြီးတယ်ဗျခုလိုစာဆုံးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေလည်းကြည့်ပေးကြပါ